opportunities တွေရှိတယ်ဒါပေပြီးတဲ့ခါကျတော့ဒီပေါ့နော် strong language skill ကလည်းဒီကနေရသွားမှာပေါ့ဆိုတော့ဘာသာစကားလည်းရသွားမယ် professional background တစ်ခုလည်းရသွားမယ်ဒါပြီးရဲ့အပြင်မှာ European country ရဲ့အသိမှတ်ပြုတဲ့ education qualification တစ်ခုကိုလည်းရသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အပြင်ဘာတွေထပ်ပြီးတော့ opportunities တွေရှိသေးလဲဆိုတော့ဒီ program ပြီးသွားပြီးတဲ့နောက်မှာကျောင်းသားအနေနဲ့ကဒီပေါ့နော်ဂျာမနီမှာအလုပ်ရှာပြီးတော့နေထိုင်ခွင့်ဆိုတဲ့ဒီ18လရှောက်ခွင့်နေထိုင်ခွင့်ရှိတယ်အဲ့တော့စုစုပေါင်း၄နှစ်ခွဲဂျာမနီမှာနေထိုင်ခွင့်ရှိတယ်ဒီ၄နှစ်ခွဲအတွင်းမှာကိုယ့်ရဲ့အခွင့်အရေးအများကြီးကိုမျက်စိဖွင့်နားဆွင့်ပြီးရှာမယ်ဆိုရင်ရှာနိုင်ရင်ရှာနိုင်တယ်လို့ရတယ်ကိုစူးစမ်းရင်စူးစမ်းနိုင်တယ်လို့ရတယ်ဒါကြောင့်မို့လို့ဒီ program လေးကတင့်တော်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ residency opportunities အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းပဲဒီ program 3နှစ်အပေါင်းပေါ့နော်နောက်ထပ်ပြီးတော့မှ plus နောက်ထပ်2နှစ်ထပ်ပြီးတော့မှ working experience လည်းနေသွားမယ်ဆိုလို့ရှိရင်ကျောင်းသားအနေနဲ့ဒီဂျာမနီမှာပေါ့နော် PR လျှောက်လို့ရတယ်ပေါ့ဆိုတော့အမြဲတမ်းနေထိုင်ခွင့်လျှောက်လို့ရတယ်ကျမတို့ passport ချိန်လို့ရတယ်ဆိုတော့ဒီဟာလေးတွေကတကယ် opportunities တွေဖြစ်တယ်နောက်တစ်ခုကကျတော့ဒီ program ကိုတက်ဖို့အတွက်ပေါ့နော်ဒီ program တက်ဖို့အတွက်ဘာကြောင့်မလို့ education နဲ့ချိတ်ဆက်ပြီးတော့သွားတင်တာလဲပေါ့အဲ့လိုမျိုးလေးပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဘက်ကနေပြီးတော့ဒါတာဝန်မှုတာဝန်ခံမှုအပိုင်းလေးကိုပြောပြချင်တယ်ဆိုတော့ဒီ DVD ဒီ program ကိုစပြီးတော့ join လိုက်ပြီဆိုတဲ့အချိန်မှာကျမတို့ကဘာသာစကားတွေလည်းကျောင်းသားတွေကို training ပေးမှာဖြစ်တယ်ဒါပေအဲ့ဒါအပြင်မှာဟိုဘက်မှာ interview တိုင်းရဲ့အလုပ်ရှင်တွေနဲ့ရအောင်ပြီးတဲ့အခါကျတော့သူတို့ရဲ့ဒီပေါ့နော် career route ပေါ့နော်ဒီလမ်းကြောင်းတစ်ခုရောက်သွားအောင်လို့ကျမတို့ကနေပြီးတော့မှ supporting provide လုပ်ပေးမှာဖြစ်တယ်အဲ့ဒါပြီးရင်ဒီ DVD application လျှောက်တာတွေကျောင်းနဲ့ company နဲ့နှစ်ခုကြားမှာကျောင်းသားကိုတိုက်ရိုက်ပေါ့နော်အဆင်ပြေချုံးမွေအောင်ချိတ်ဆက်ပေးတဲ့ဟာတွေကိုလည်းကျမတို့ဘက်ကနေ service ပေးမှာဖြစ်တယ်အဲ့ဒါပြီးရဲ့ပြင်ဂျာမနီဘက်ကိုမရောက်ခင်မှာခုနပြောခဲ့သလိုပဲဘာသာစကားကိုလည်း training ပေးမှာပြီးတဲ့အပြင်မှာဒီ vocational school ရဲ့ exam ရဲ့ဒီအလုပ်ရဲ့ဒီအရာတွေကြားမှာကျောင်းသားအနေနဲ့ဒီ transition smooth ဖြစ်သွားအောင်လို့ကျမတို့ဘက်ကနေပြီးတော့ training ပေးသွားမှာဖြစ်တယ်အဲ့ဒါပြီးတဲ့အပြင်မှာဒီကျောင်းသားကိုယ်တိုင်ပေါ့နော်ဒီရရှိခဲ့တဲ့ဒီပတ်ဝေးကဒီပတ်ဝေးပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့အခုဒီပတ်ဝေး structure ကလည်းပဲဒီ across Europe ကနေပြီးတော့မှအတိမတ်ပြုတဲ့ qualification ကိုထုတ်ပေးတဲ့ဒီပတ်ဝေး program ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့လေဒီဟာကပြောရမယ်ဆိုရင်ဘာကြောင့်မလို့ဒီ education ရဲ့ပတ်ဝေးနဲ့တွားတင်တာလဲဆိုလို့ရှိရင်အခုတော့ဒီမှာပြင်မအောင်သေးဘူးလို့စာရီမမသိဘူး ဒီ service တွေကြောင့်မို့လို့ဒီ program လေးကိုကျမတို့ ਨੇ ပေါ့နော်ချိတ်ဆက်ပြီးတော့မှသွားမယ်ဆိုရင်ကျောင်းသားအနေနဲ့အခွင့်အရေးအများကြီးရှိနိုင်ပါတယ်ပေါ့ဒါလေးကိုလည်းမိတ်ဆက်ပေးချင်ပါတယ်နောက်ခါကျတော့ဒီကျောင်းသားအနေနဲ့ကခုဒီမှာမြင်နေရတဲ့ဒီဟောပေါ့နော် companies တွေကကြတော့ world leading companies တွေဆိုတော့ကျောင်းသားတွေအနေနဲ့ကဒီလိုမျိုးကဘာကျော်နေတဲ့ဥပမာဒီမှာ BMW တို့ Mercedes တို့ဒါကအမြင့်သာဆုံးတွေပေါ့နော်ဆိုတော့ပြီးတော့မှ DHL ဒါတွေကကျမတို့နိုင်ငံအထိတောင်ရောက်လာတယ်ပေါ့နော်ဒီ Audi ကားတွေပြီးတော့ Porsche ဆိုတော့ဒီလိုမျိုးနာမည်ကြီး brand တွေကိုထုတ်တဲ့ company တွေမှာလည်းအကြောင်းသားအနေနဲ့ vacancy ရှိတယ်ဆိုလို့ရှိရင်သူတို့အနေနဲ့သွားပြီးတော့မှ hand on experience ပေါ့နော်တကယ် real world hand on experience ကိုရနိုင်တဲ့အခွင့်အရေးတွေလည်းအများကြီးရှိတယ်။ဘာလို့လဲဆိုတော့ဒီ company တွေအကုန်လုံးကဒီ Ministry of Chamber and Commerce အောက်မှာရှိတဲ့ vocational ကျောင်းသားတွေကိုဒီပေါ့နော်ကိုယ့်ရဲ့ training တွေ skill ကို provide လုပ်ပေးရတဲ့ company တွေဖြစ်တဲ့အတွက်ကြောင့်ဒီမှာလည်း experience တွေရနိုင်တယ်ဆိုတော့ဒီဟာတွေကလည်းတကယ်ကျောင်းသားအတွက် learning လုပ်ဖို့အတွက်ငယ်ရွယ်သူတွေအတွက်အခွင့်အရေးကောင်းတစ်ခုပေါ့နော်ဆိုတော့အပေါ်မှာကျွန်မပြောတဲ့အချက်လက်တွေကိုစိတ်ဝင်စားပြီးတော့မှဒီ program ကိုဆက်သွားခြင်းတယ်ပေါ့နော်ဆက်သွားခြင်းတယ်ဆိုတော့ဒီ program ကဘာလဲပြီးတော့ဘာတွေရမှာလဲပေါ့ပြီးတော့ပြည်စင်ကာလကဘယ်လောက်ကြာမှာလဲပေါ့နော်ဆိုတော့ဒါလေးကိုပြောရမယ်ဆိုရင်တော့ပြည်စင်ကာလအနေနဲ့ကဒီပတ်ဝေး program ကို join မယ်ဆိုလို့ရှိရင်သူက6လကနေ9လကြာမှာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကဒီ6လကကျတော့ဘာသာစကားသင်ယူရလာပေါ့နော်ဆိုတော့ဘာသာစကားက6လသင်ယူရမယ်ဒါကသူယူတဲ့ program track အောက်မှာမူတည်ရဲပေါ့နော်။ကျောင်းသားအနေနဲ့ကဒီ hospitality နဲ့ culinary track ကိုသွားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဒီပြင်ဆင်ကာလက6လပဲကြာမယ်။မဟုတ်ဘူးသူကဒီ nursing track အောက်မှာသွားမယ်သူ့မှာလည်း nurse experience ရှိတယ်။မဟုတ်ရင်လည်းပဲဒီ educator ကို special needs ပြီးပဲဆိုတာကျမတို့မှာအဲ့ program လည်းရှိတယ်။ဆိုတော့အဲ့အောက်မှာသွားမယ်ဆိုရင်တော့ B2 level အထိသင်ရမယ်။အဲ့တော့ဘာသာစကားက6လကနေ9လကြာသင်ရမှာဖြစ်ပါတယ်။ဆိုတော့ဘာသာစကား6လကနေ9လကြာသင်ယူပြီးတဲ့နောက်မှာတော့ကျမတို့တခြားကျောင်းလျှောက်တာတွေအလုပ်ရှင်နဲ့အလုပ်လျှောက်တာတွေ interview ရတာ interview ဖြေတာတွေ visa process တွေဒီအရာတွေရှိရပေါ့နော်ဆိုတော့စုစုပေါင်း6လကနေပြီးတော့မှ9လကြာ preparation ကာလကြာမြင့်မှာဖြစ်ပါတယ်ဆိုတော့ဒါပြီးသွားလို့ရှိရင်
ရမယ့် qualification ကပါလဲပေါ့နော်အဲ့လိုပြောမယ်ဆိုလို့ရှိရင်ဒါပြီးသွားလို့ရှိရင်ဒီ vocational 3နှစ်ပြီးသွားလို့ရှိရင်ရမယ့် qualification ကဒီ complete secondary school ပေါ့နော် secondary school ပြီးသွားတဲ့ဒီ qualification ကိုရမှာပေါ့ဆိုတော့ဒီ European country တွေကတခြားနိုင်ငံရဲ့ secondary school ကပြီးတယ်ဆို secondary school ပြီးတာတဲ့သူတို့နိုင်ငံရဲ့ secondary school ပြီးတာကိုပို့ပြီးတော့အတိအမှတ်ပြုတယ်ဒါကြောင့်မို့လို့ကျောင်းသားအနေနဲ့ဒီ program ပြီးသွားရင် secondary school ပြီးသွားတယ်ဆိုတော့ qualification နဲ့ညီမျှတဲ့ vocational certificate qualification ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ bachelor ကို free တက်နိုင်မှာပေါ့နော်ဆိုတော့သူတို့ရဲ့အတိအမှတ်ပြုတဲ့ secondary school ကြောင့်ပဲ bachelor ကို free တက်ခွင့်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ DVD ကာလပေါ့နော်ဆိုတော့ဒီ DVD ကာလကခုနကတော့ကျွန်မ3နှစ်လို့ပြောတယ်ဒါပေမဲ့ဒီမှာတော့ကျွန်မတို့ရေးထားတယ်2နှစ်ကနေ3နှစ်ခွဲကြာတယ်ဒါကဘာလဲဆိုတော့သူ့ရဲ့ပုံမှန် normal ဒီပေါ့နော်သူ့ရဲ့ဒီ government ရဲ့ official duration ကိုက2နှစ်ကနေ3နှစ်ခွဲကြာတယ်ဘာပုံမှန်မူတည်လဲဆိုတော့ကျောင်းသားအနေနဲ့ဒီ training အတွင်းမှာစူးစမ်းပြီးတော့ training လုပ်တယ်သူ့ရဲ့ competence point တွေကဒီပေါ့နော်အချိန်တိုအတွင်းမှာပဲ competence point တွေတက်လာတယ်သူ့ရဲ့ performance တွေကောင်းတယ်ဆိုလို့ရှိရင်သူက2နှစ်ခွဲနဲ့ပြီးနိုင်တယ်အခုမှ experience ရှိခဲ့ပြီးသားပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဆိုရင်သူကသူများထက်ပိုပြီးတော့မြင်မြင်ပြီးနိုင်တယ်ဒါပေမဲ့ပုံမှန်တိုင်းသွားမယ်ဆိုရင်တော့3နှစ်ခွဲကြာရင်ဒီ program ပြီးရပေါ့နော်နောက်ကကျဒီ program ပြီးသွားလို့ရှိရင်ဒီရမယ်ပေါ့နော်ဒီ qualification ကကြတော့ officially recognize ဖြစ်တဲ့ဒီ qualification ကိုရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကိုတခြားသော Germany တွေမကဘူး across Europe ကအကုန်လုံးလက်ခံတယ်ပေါ့ဆိုတော့ residency အနေနဲ့လည်းပြောမယ်ဆိုလို့ရှိရင်အခွင့်အရေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะဒီ program ပြီးသွားလို့ရှိရင်ကျောင်းသားအနေနဲ့ကခုနပြောသလိုမျိုးပဲ2နှစ်အလုံးနဲ့ထပ်ပြီးတော့နေထိုင်သွားမယ်ဆိုလို့ရှိရင်2နှစ်အလုံးနဲ့ထပ်ပြီးတော့မှအလုပ် experience နေမယ်လို့စုစုပေါင်း9နှစ်ဖြစ်သွားတာပေါ့နော်ဆိုတော့ဂျာမနီမှာ9နှစ်နေထိုင်နေဆိုလို့ရှိရင်ဒီ permanent residency လျှောက်လို့ရတယ်ဆိုတဲ့အခွင့်အရေးတွေရှိတယ်အဲ့ဒါပြီးရဲ့အပြင်မှာ higher education ဖြစ်တဲ့ခုနကပြောတဲ့ bachelor master တွေကိုဆက်ပြီးတော့လျှောက်ခွင့်လည်းရှိဆိုတော့ဒါက DVD ပတ်ဝေးကို join ပြီးရဲ့နောက်မှာဒီ vocational student တယောက်ရဲ့ journey ကဘယ်လိုမျိုးတွေ step by step သွားလို့ရတယ်ဘယ်လို opportunities တွေရှိတယ်ဆိုတာကိုရှင်းပြခဲ့တာဖြစ်ပါတယ်ဒီ slide ကဆိုတော့ဒီနေရာမှာဒီ program နဲ့ပတ်သက်ပြီးတော့မှ highlight လုပ်ပြချင်တာလေးလည်းရှိပါသေးတယ်ဆိုတော့အခုဒီ program ကပေါ့နော်ဟိုစစ်မှန်ရဲ့လားတကယ် official ဖြစ်ရဲ့လားဘယ်ကတင်တာလဲဘယ်သူကတင်တာလဲအဲ့လိုမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ဒီ program ကသူ့ရဲ့ဒီ nationwide regulation define လုပ်ထားတဲ့ hand on education content တွေ schedule တွေ exam တွေနဲ့သွားမှာပေါ့နော်ဒါကသူ့ရဲ့ standard ပုံစံတိုင်းသွားမှာဖြစ်ပါတယ်ခုနကပြောတဲ့ဒီကိုသွားရမယ်ကိုနဲ့ interview ရမယ် company တွေကရောစိတ်ထားရရဲ့လားဘယ်မှာလောက်ရမှာလဲဘယ်လိုတွေလဲဆိုတာလည်းရှိနိုင်တယ်ဆိုတော့ဒီ company အကုန်လုံးကလည်းပဲဒီ officially Chamber of Industry and Commerce အောက်မှာရှိတယ်ဒီအစိုးရကိုယ်တိုင်ကနေပြီးတော့မှအတိအမှတ်ပြုထားတယ်ဒီအောက်မှာရှိတဲ့ဒီ scale ပေါ့နော် high quality service ကို provide လုပ်ပေးမဲ့ company တွေစီမှာပဲသူတို့အလုပ်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကအလုပ်လုပ်ရတယ်ဆိုတာထက် practical training ကိုအဲ့မှာလုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ qualification ပေါ့ qualification အနေနဲ့ဆိုလို့ရှိရင်လည်းပဲ recognize across Germany and some others countries ပေါ့နော်ဆိုတော့ Germany နဲ့အခြား countries တွေအကုန်လုံးကအသိမှတ်ပြုတော့ qualification ရမှာဖြစ်တယ်ဒါကြောင့်မို့လို့သူက Germany မှာဒီကျောင်းပြီးသွားပြီမဲ့လည်းပဲကျောင်းသားအနေနဲ့ကပေါ့နော်တခြားသော European country တွေမှာဒီအလုပ် experience နဲ့အလုပ်ရမယ်ဆိုရင်သွားလုပ်လို့ရပါတယ်ကျောင်းသွားတက်မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဆိုတော့ဒါကဒီဟိုပါပေါ့နော်ဥရောပနိုင်ငံတွေရဲ့အဓိကဒီလိုမျိုးဟိုပါပေါ့နော်တခြားသော international student တွေအတွက်ဥရောပနိုင်ငံတွေကပေးတဲ့ benefit တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့လိုလည်းယူဆလို့ရတယ်နောက်ကျတော့ဒီအဲ့ဒါပြီးတဲ့အပြင်လို့ရှင်တော့ဘာထပ်လုပ်လို့ရလဲ tuition fee free နဲ့ vocational တော့၎င်းထပ်ပြီးတော့ vocational တော့၎င်း bachelor တော့၎င်း master တော့၎င်းတက်လို့ရတယ်သူတို့စီမှာရှိတဲ့ vocational ကကြတော့ဟို general vocational နဲ့ further vocational specialized vocational ဆိုပြီးတော့မှရှိတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒီနေရာမှာတခုပေါ့နော်ခုနက timeline လေးနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်ဆိုတော့ဒီ timeline နဲ့ပတ်သက်ပြီးတော့မှတခုသိထားတင်တာကကြတော့ဟိုဒီ B1 ဘာသာစကားဒါမှမဟုတ် B2 exam ကိုအောင်ပြီးသွားတဲ့နောက်မှာဘယ်လောက်ထိ waiting time စောင့်ရမလဲပေါ့နော်ဆိုတော့ဒီဟာလေးတွေကကြတော့ဘယ်ပုံမှာမူတည်လဲဆိုတော့ကျောင်းသားရဲ့ interview performance ပေါ်မှာမူတည်ပါတယ် interview ကသူ performance ကောင်းလို့ interview အောင်တယ်ဆိုလို့ရှိရင်เนาะခုနကကျွန်တော်တို့ timeline တိုင်းပဲ timeline နဲ့ meet ဖြစ်ပြီးတော့မှသွားလို့ရတယ်ပေါ့နော်ဆိုတော့ visa လျှောက်တဲ့ကာလကတော့3လကနေ6လကြာနိုင်တယ်ပေါ့နော်ဒါပေမဲ့အများအဖြစ်တော့3ပတ်လောက်နဲ့ visa ရကြပါတယ်3ပတ်နဲ့1လအတွင်းပေါ့နော်ဆိုတော့ဥပမာကျောင်းသားအနေနဲ့ကဒီပတ်ဝေးကို join တဲ့ပေါ့နော်ကျောင်းသားတွေအနေနဲ့ကကြတော့သူတို့ကထားပါတော့အခု18နှစ်ပဲရှိသေးတယ်
19နှစ်ပဲရှိသေးတယ်ဟိုရောက်လို့ရှိရ ဟော င် ဟိုပါလေးပဲညာဘက်ဟိုဝေးရတဲ့နာအဆောင်ထိတာလိုက်ပို့လိုက်ပါလို့ရှင် ဟို ပိုက် ရောက် ဆံ လို့ရှိရင်ဒီဟိုပါပေါ့နော်ဘယ်လိုမျိုးသွားပြီးတော့မှဟိုပေါ့နော်ငယ်တဲ့ကလေးတွေဆိုတော့သူတို့ဘယ်လို struggle လုပ်ရမှာလဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကအဆင်ပြေပါမလားဆိုပြီးတော့မိဘတွေအနေနဲ့စိတ်ပူနေတာလေးတွေရှိနိုင်တယ်ဆိုတော့ဒီဟာလေးနဲ့ပတ်သက်ပြီးရှင်းပြရမယ်ဆိုရင်ကြတော့ sorry ပါဒီမှာဒီမှာပြောပါ ခုနဥစ္စာလေးကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ကျောင်းသားအနေနဲ့ပေါ့ဟိုမှာအသက်ကခုမှ16နှစ်ပဲရှိသေးတယ်သွားလို့အဆင်ပြေပါမလားဒါမျိုးဆိုရင်လည်းဒီမှာစိတ်ပူကြမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ buddy system ဆိုတာရှိတယ် buddy system ကကြတော့ဒီမှာ experience ရှိတယ်ဟိုမှာအခုမှသွားတဲ့ကျောင်းသားတွေအတွက်ပေါ့နော်ဟိုမှာရှိနေတဲ့ experience ရှိနေတဲ့ student တွေ pair လုပ်ပေးလိုက်မှာပေါ့နော်အဲ့လိုဆိုတော့ခါဒီ new comer တွေကိုသူတို့ကဒီ guidance တွေပေးပေးမယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ practical နဲ့ပတ်သက်ပြီးတော့ practical help တွေရှိမယ်ပေါ့နော်ပြီးတဲ့အခါကျ social support တွေပေါ့ဒီ transition ကာလမှာ social support တွေကိုလည်းလုပ်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မို့လို့ဒီ session တွေပြပြီးမှသွားရတယ်ဥပမာဒီ Europe ကိုစပြီးတော့သွားရမယ်စိတ်ပူရဲဆိုတော့ဒီလိုဟာလေးရောရှိကြမလို့ပေါ့နော်စိတ်မပူပဲနဲ့ဒီဟာလေးသွားလို့ရတယ်နောက်တစ်ခုကကျတော့ဒီ lifestyle ပေါ့နော် lifestyle နဲ့ပြောမယ်ဆိုလို့ရှိရင်လည်းခုန European ရဲ့အာ lifestyle ကိုရမှာပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မို့လို့ဒါလေးတွေကတော့လူငယ်လေးတွေအတွက်ရထားတဲ့ experience တွေဖြစ်တယ်ပေါ့နော်ဟိုတော့ခုနကတော့ Jewel Vocational နဲ့ပတ်သက်တဲ့ဒီအကြောင်းလေးခုနကပြောခဲ့ပေါ့နော်အကြမ်းမြင်နေဆိုတော့ဒီမှာပြောရမယ်ဆိုလို့ရှိရင်ခုနကတော့ Jewel Vocational Training ဆိုတာကဘယ်လိုလဲပေါ့အဲ့ဒါကျတော့သူက theory က30% practical က80%နဲ့သွားတာပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူကကျောင်းခန်းထဲမှာတရက်ဒါမှမဟုတ်2ရက်ပဲတစ်ပတ်ကို1ရက်2ရက်ပဲနေရမှာကျန်တဲ့3ရက်ကနေ4ရက်လောက်ထိတော့သူကဟိုဘက်မှာရှိတဲ့ institute သူတို့ host institution လို့ခေါ်ရပေါ့နော် so host လုပ်ပေးမဲ့ institution မှာတစ်ပတ်ကို3ရက်ကနေ4ရက်ပေါ့နော်နေရပေါ့သွားပြီးတော့မှ training ဆင်းရမှာဖြစ်တယ်ပေါ့အဲ့အတွက်ကြောင့်မို့လို့လေသူတို့ကို allowance ခံစားခွင့်ပေးတာဖြစ်တယ်duration အနေနဲ့ကကြတော့2နှစ်ကနေပြီးတော့3နှစ်ခွဲကြာမှာပေါ့နော်ဆိုတော့ program လေးကိုစိတ်ဝင်စားရဲဆိုရင်ဘာတွေ join လို့ရလဲဆိုတာကိုစက်ကြည့်အောင်နော်ဆိုတော့ကျမတို့မှာ track နှစ်ခုရှိပါတယ် hospitality နဲ့ culinary track ရဲ့ဒီ nursing and hair ပေါ့နော် nursing and hair care track ဆိုပြီးတော့ track နှစ်ခုရှိတယ်ဆို hospitality နဲ့ culinary ကို join မယ်ဆိုလို့ရှိရင်เนาะဂျာမန်ဘာသာစကားကို B1 level လောက်ထိရထားတယ်ဆိုရင်အဆင်ပြေတယ်။ Nursing and Hacker Track ဆိုလို့ရှိရင်เนาะဂျာမန်ဘာသာစကားကို B2 level လောက်ထိရထားဖို့လိုတယ်။ကျမတို့မှာအခု intake နှစ်ခုရှိတယ်။ April intake နဲ့ July intake ပေါ့နော်။ဆိုတော့ April intake ကိုတကယ်လို့သွားမယ်လို့ဆုံးဖြတ်တဲ့ကျောင်းသားဆိုရင်တော့ April intake ကို join တင်တယ်။ဘာကြောင့်လဲဆိုတော့အဓိကသွားဖို့လိုအပ်နေတာတွေကဘာတွေလဲဆိုတော့ကျမတို့ရဲ့ဘာသာစကား barrier ဖြစ်နေတော့ဘာသာစကားကိုအရင်ဆုံးဖြည့်ဆည်းပေးရမှာပေါ့နော် skill ဆိုတော့ဘာသာစကား skill ကိုအရင်ဖြည့်ဖို့အတွက်ကအချိန်က6လကနေ9လကြာတယ်အဲ့အတွက်ကြောင့်မို့လို့သွားမယ်လို့ဆုံးဖြတ်ရင်တော့4လပိုင်းကို join တင်တယ်ဘာလို့လဲဆိုတော့ဒီဟာက join တယ်ဆိုရင်လည်းသူက home country ကနေပဲ online ကနေအရင်ဆုံးတင်ထားရမှာပေါ့နော်ဘာသာစကားတင်တာတွေတချို့ရရှိမဲ့ training တွေအကုန်လုံး online ကနေပဲသွားလို့